ခေစိတ်တက်ခိုင်မာခြင်းတဲ့ကိုယုံကြည်မှုအပြည့်နဲ့ရှင်တန်ခြင်းတဲ့ဆိုတဲ့စိတ်ဒါကလူတိုင်းလို့မရှိကြတာမယ်နော်ဒါပေမဲ့အဲ့လိုတမနီလို့မာကြော်တဲ့စိတ်တက်မျိုးကိုတကယ်တမ်းဘယ်လိုတည်ချောင်းရမလဲဒီနေ့ဒီအကြောင်းရမှာတော့အဲ့ဒီတွေအဓိကကြောက်တဲ့အလေးချင်းတွေကိုတစ်ခုချင်းစီလေ့လာကြည့်ကြရအောင် ဟုတ်တယ်လူတွေကစိတ်သက်ကြံ့ခိုင်ချင်ကြလားဆိုတော့ဟုတ်ကဲ့လူချင်ကြတာပေါ့ဒါပေမဲ့အရင်မြမဘာကိုထောက်ပြချလဲဆိုတော့လူချင်တဲ့သူကအများကြီးဒါပေမဲ့အဲ့လိုဖြစ်လာဖို့လိုအပ်တဲ့အလုပ်တွေကိုတကယ်လုပ်ချင်တဲ့သူကတော့လက်တဆုပ်စာပဲရှိတယ်တဲ့အဓိကကွာခြားထားတာကအဲ့ဒီအချက်မှာပဲကဲဒါဆိုရင်တမနီစိတ်သက်ကိုဘလို့ပုံဖော်မလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်အရေးကြီးဆုံးသိထားရမှာကတကယ်ရန်အစွမ်းထက်တဲ့စိတ်သက်ဆိုတာကမွေးကလေးကပါလာတဲ့အရေးကြီးမျိုးလုံးဝမဟုတ်ဘူးဆိုတာပါပဲ ဒီအချက်ကတကယ်ကိုအထီးကကြပါတယ်တမနီလို့စိတ်တက်မျိုးဆိုတာမွေးရပါမဟုတ်ဘူးတိဆောက်ယူရတာဆိုလိုတာကဒါဟာနေစဉ်လုံးနေရဲ့အလေးချင်းဒီကိုထိန်းချုပ်တဲ့စီကနေနဲ့တစီပုံဖော်တိဆောက်ယူရတဲ့အရာတစ်ခုပါဒါကြောင့်ဘသူမှဆိုကြိုးစားရင်ရနိုင်နေဆိုတဲ့သဘောပဲပေါ့ဟုတ်ပြီအဲ့ဒီတော့မပြိုလဲနိုင်တဲ့စိတ်သက်စီကိုဘယ်လိုသွားမလဲလမ်းကရှင်းရှင်းလေးပါပထမဆုံးနေစဉ်အလေးချင်းနေလို့တဲ့ပြီးရင်အဲ့အချင်းတွေကိုတသမန်တီလုတ်နိုင်တဲ့စီကန်းလို့တဲ့အဲ့ဒီနှစ်ခုပေါင်းဆက်လိုက်တဲ့အခါမှာတမနီလို့စိတ်သက်မျိုးဖြစ်တည်လာတာပါနေတိုင်းလုတ်တဲ့တိမွားအရာတွေကအချင်းချလာတဲ့အခါမှာခိုင်မာတဲ့အုံမစ်ကြီးချစ်သွားတာပေါ့ ကဲဒါကိုတိစုပ်တဲ့နေရာမှာအခြေခံမနိုင်ကြီးနှစ်ခုရှိပါတယ်ပထမတစ်ခုကတော့မိမိကိုယ်ကိုကျွမ်းကျင်အောင်လုပ်ဖို့ပဲဆိုလိုတာကကိုယ့်ရဲ့အတွင်းစိတ်ကပါကိုယ့်ရဲ့အတွဲခေါ်တွေကိုအရင်ဆုံးထိန်းချုပ်နိုင်မှုလိုတယ်ဆိုတဲ့သဘောပါပဲ စိတ်နေသဘောထားမှာအဓိကအားဖြင့်နှမျိုးကွဲထွက်သွားတာကိုတွေ့ရပါမယ်။တစ်မျိုးကတားကောင်စိတ်တဲ့အရာရာကိုသူများအဖြစ်မိဘအဖြစ်အစိုးရအဖြစ်အကောင်လိုက်အဖြစ်တင်တာစင်ချီပြီးပေးတာပေါ့။နောက်တစ်မျိုးကတော့ပိုင်ရှင်စိတ်တဲ့ဒါကတော့ကိုယ့်ဘဝအတွက်တာဝန်ကိုတရားရခိုင်နှုန်းအပြည့်ဝယူတယ်။ကိုရွေးချယ်ခဲ့လို့ဒီခြေနေကိုရောက်တာပါလားဆိုတာကိုလက်ခံနေဆိုတော့အချင်းနေရတားကောင်အဖြစ်နေမလားအချင်းနေကိုဖန်တီးတဲ့ပိုင်ရှင်ဖြစ်မလားဆိုတော့ကွာခြားချက်ကတော်တော်လေးကိုကြီးပါတယ် အဲ့တော့ကိုယ့်ရဲ့အတွင်းစိတ်ကိုထိန်းချုပ်နိုင်ဖို့ဘယ်လိုအလေးချင်းတွေလိုရမလဲအရေးမြတ်မှာကြံပြူထားတာတွေကတော့ပထမဆုံးညှဉ်းညူတာကိုရပ်ပစ်လိုက်ပါပြီးတော့ကိုထိန်းချုပ်လို့ရတဲ့အရာတွေကိုပဲအာယုံစိုက်ပါထိန်းချုပ်လို့မရတာတွေကိုလွှတ်ချလိုက်ကိစ္စရပ်တွေကိုပုံကိုယ်လေးရမခံစားပါနဲ့နောက်တစ်ခုကခွင့်လွတ်ပါဒါပေမဲ့အဲ့ဒီကခံစားတဲ့ဒငန်းစာကိုတော့ဘယ်တော့မှမမေ့ပါနဲ့နောက်ဆုံးကတော့အတိတ်ကိုလွှတ်ချတတ်ဖို့ပါပဲ ဒီအကျင့်တွေကကိုယ့်ရဲ့စိတ်ခံစားချက်နဲ့တွန့်ပြန်မှုတွေကိုစီမံခန့်ခွဲရမှာအဓိကကြပါတယ်။အရင်အမြင့်မှာတော်တော်လေးပြတားတဲ့စကားတခွန်ဖြောထားတာပါ။ကိုယ့်ပြဿနာတွေကိုဘယ်သူမှကြိုမဆိုင်ဘူး။ငင်းညွနေလို့ဘာမှဖြေရှင်းနိုင်မှာမဟုတ်ဘူး။အခြေအနေကိုလက်ခံပြီးရင်ဖြေရှင်းနည်းကိုရှာတယ်။ဆိုတော့ကငင်းညွနေတာကအချင်းဖြောင်းလာတဲ့အတူတူပဲ။အာယုံကိုဖြေရှင်းနည်းရှာတဲ့ဘက်ကိုပြောင်းဖို့အရေးကြီးတယ်ဆိုတာကိုအလေးပေးထားတာပါ။ ကဲအတွင်းစိတ်ကိုထိန်းချုပ်တာကပထမမန်တိုင်ဆိုရင်ဒုတိယမန်တိုင်ကတော့ကိုယ့်ရဲ့လက်ဆောင်ချက်တီကိုကျွမ်းကျင်ပိုင်နိုင်ဖို့ပါပဲစီကနဲ့ခွန်အားကိုလက်တွေ့လောက်ရက်တီကနေတဆင်ဘလို့တီဆောက်မလဲဆိုတာကိုကြည့်လိုက်ကြရအောင်အဲ့တော့လက်ဆောင်ချက်တီကိုကျွမ်းကျင်စေမယ့်အလေးကျင့်တီကဘာတွေလဲဥပမာနှိုးဆက်မီတာနဲ့ချက်ချင်းချတာရေအိမ်နဲ့ရေချိုးတာလိုမျိုးနေတိုင်းကိုနည်းနည်းလေးမတတ်မတာဖြစ်စေတဲ့အရာတစ်ခုလုပ်တာကိုပေးထားတဲ့ကတိတွေကိုတီးတာရှင်းပြစရာမလိုပဲ no လို့ပြောနိုင်တာပြီးတော့အချင်းကိုငွေတဲ့ပိုတန်မိုးထားတာတွေပေါ့ဒီအချက်တွေကတေးသေးလေးလို့ထင်ရပေမဲ့နေတိုင်းလှုပ်သွားတဲ့အခါကိုယုံကြည်မှုနဲ့စီကန်းကိုထဖြည်းဖြည်းတိဆောက်ပေးသွားတာမှာဒီချက်ကိုတော့တော်တော်လေးသတိပြုတင်ပါတယ်သူများတွေကိုပေးထားတဲ့ဂရီတီဖို့ကအရေးကြီးတယ်ဟုတ်တယ်ဒါပေမဲ့ကိုပေးထားတဲ့ဂရီကိုတီဖို့ကအရေးကြီးဆုံးပဲမဖြိုလဲနိုင်တဲ့ကိုယုံကြည်မှုဆိုတာအိတ်ခန့်နေစတာပါပဲကိုပေးတဲ့ဂရီကိုတိုင်ကလေးစားမှ တကယ်ယုံကြည်မှုကတိဆောက်လို့ရမှာပါအချိန်နဲ့ငွေဒီနှစ်ခုရဲ့တန်ဖိုးကိုရှင်းရှင်းလင်းလင်းနှိုင်းယှဉ်ပြထားတာကိုကြည့်ပါငွေဆိုတာကဆုံးရှုံးသွားရင်ပြန်ရှာလို့ရတယ်ဒါပေမဲ့အချိန်ကတော့တစ်ခါကုန်သွားရင်အဲ့ဟာပြီးပဲပြန်မရတော့ဘူးစိတ်ဝင်စားဖို့ကောင်းတာကလူတွေကငွေဆုံးရှုံးရင်တော့အញ្ញမ်းစိတ်မကောင်းဖြစ်ကြတယ်ဒါပေမဲ့အချိန်ကိုကြတော့ဘာမှမစင်စားပဲဖြုံတီးပေးတတ်ကြတယ်တကယ်တမ်းမှာအချိန်ဟာပြန်ဖြည့်လို့မရတဲ့အဖိုးတန်ဆုံးရာဖြစ်လို့ငွေတက်တောင်ပို့ပြီးခ ्यू ဆိုင်တဲ့ဆိုတာကိုဒီမှာမီးမောင်းထုတ်ပြထားတာပါ ကဲအခုဆိုရင်အလေးချင်းတွေအများကြီးသိသွားပြီပေါ့ဒါပေမဲ့ဒီအချက်လက်တွေကိုလက်တွေ့ဘဝမှာဖျားမမြပဲဘလို့စပြီးအသုံးချမလဲအဲ့ဒါကအရေးကြီးဆုံးပဲဆက်လိုက်ကြရအောင်တခုတတိထားရမှာကဒီအလေးချင်း30လုံးကိုတပြိုင်နက်တည်းလုပ်ဖို့ကြိုးစားတာဟာကြာရှုံးဖို့တေးချသလောက်ပဲအဲ့လိုလုပ်လို့မရပါဘူး
ကိုဝမ်းပြီးစေပြီးနောက်ဆုံးမှဘာမှမလုပ်ဖြစ်ပေအဆုံးသတ်သွားလိမ့်မယ်တကယ်အပြောင်းလဲဆိုတာအစမှတေးသေးလေးကနေစရတာပါ အဲ့တော့ဘယ်လိုစမလဲနံပါတ်က3ပါအဓိကတော့အချက်ကတော့အများကြီးတဲ့ကမှကိုယ့်ရဲ့လက်ရှိဘဝအတွက်အရေးအကြီးဆုံးအလိုအပ်ဆုံးထူမဲ့ခြင်းတဲ့အလေးချင်း3ခုကိုပဲအရင်ဆုံးရွေးချယ်ပါပြီးတော့အဲ့3ခုကိုပဲကျွမ်းကျင်အောင်အာရုံစိုက်ပြီးလှုပ်ဆောင်ဖို့ပါပဲ ပြီးတော့စတဲ့မဲ့လုပ်ငန်းစဉ်ကအရင်ရှင်းပါတယ်အဆင့်1အလေးချင်း3ခုကိုရွေးပါအဆင့်2အဲ့ဒီ3ခုကိုနေ့စဉ်ဘဝထဲမှာအသားကျအောင်ပေါင်းဆက်ထည့်သွင်းပါပြီးတော့အဆင့်3အဲ့ဒီကနေအရှင်ရဟုံးကိုတိဆောက်သွားပါတခုကျွမ်းကျင်သွားရင်နောက်ခုထပ်တော့ဒီလိုနဲ့တဖြည်းဖြည်းတိုးသွားရမှာပါ ကဲအဆုံးသက်အနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုထားခဲ့ပါစီအခုပြောခဲ့တဲ့အချက်တွေထဲကနေကိုယ့်ဘဝကိုပြောင်းလဲဖို့အတွက်အခုချက်ချင်းစတင်ကျင့်သုံးမဲ့အလေးအကျင့်3ခုကဘာတွေဖြစ်မလဲအဲ့ဒါကိုကိုမေးခွန်းထုတ်ပြီးအဖြေရှာကြည့်လိုက်ပါလို့တိုက်တွန်းချင်ပါတယ် Thank you so much for being here.